မင်္ဂလာပါဘုန်းကြီးအခုပြောချင်တာလေးကတော့ကိုချစ်လို့သူမချစ်ရင်လောကမှာအချစ်ဆိုတာကတူညီနေဖို့ဆိုတာကရခဲ့တယ်သူကကြာတိဆောက်ရတဲ့အရာမျိုးလူတစ်ယောက်နဲ့တစ်ယောက်နဲ့နားလည်မှုပေါ့နားလည်မှုနဲ့တိဆောက်ရတဲ့အရာမျိုးအခုမှတွေ့တဲ့သူတစ်ယောက်ကိုသူချစ်တယ်လို့ကိုချစ်ဖို့ကိုချစ်တယ်လို့သူချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးသူမှလည်းကာလရှည်ကြာတော့အတွေ့အကြုံတွေနဲ့ကာလရှည်ကြာတော့တတတစ်လျှောက်မှာတွေ့ခဲ့တဲ့သူတွေအများကြီးကိုလည်းဒီတိုင်းပဲကိုယ့်ရဲ့ကာလရှည်ကြာတော့တတတစ်လျှောက်ကိုတွေ့ခဲ့တဲ့သူတွေအများကြီးအဲ့တွေ့ခဲ့တဲ့သူတွေထဲမှာကိုတန်ရောစင်ပို့တွေ့တဲ့သူတွေရှိမယ်ဒါပေမဲ့ကိုခင်တဲ့သူတွေရှိမယ်အများကြီးအခုမှတွေ့တဲ့သူချင်းတော့သူ့ကိုလည်းသူတယောက်တည်းကိုပဲချစ်ဖို့ကိုတယောက်တည်းကိုပဲချစ်ဖို့မဖြစ်နိုင်တဲ့အခါကျတော့ဖြစ်တော့ဖြစ်တယ်ရှားတယ်ပေါ့အဲ့တော့ဖြစ်ခဲ့ပြီးရှိတော့လည်းပဲဒါဝမ်းသာစရာပဲတကယ်လို့ကိုချစ်တယ်လို့သူမချစ်ရင်ခံစားမလားဒါကိုဘုန်းကြီးတို့စဉ်းစားကြည့်အောင်အဲ့တော့အရှင်းဆုံးကတော့ဘုန်းကြီးပထမဦးဆုံးပြောချင်တာကတော့ကိုချစ်လာရင်သာပြန်ချစ်လိုက်ပါလို့ပဲပြောချင်တယ်ဘုန်းကြီးကတော့လူတွေကိုလိုက်ပြီးတော့နှိမ့်ချစ်လိုက်တာမရှိဘူးငယ်တည်းကမရှိဘူးဆိုတာချစ်တာပူလောင်တဲ့အတွက်ကြောင့်မလို့စားကိုကနေစပြီးတော့သွားပြီးတော့ချစ်တယ်ဆိုတဲ့အရာမျိုးမဖြစ်အောင်ငကိုလေးကထိန်းတယ်သူကချစ်လာပြီဆိုရင်သူကိုဘဘလောက်ချစ်တယ်လဲသူကိုဘဘလောက်ချစ်တယ်လဲဒါကိုကြည်ရင်းနဲ့ကိုကသူ့ကိုနားလဲလာတဲ့အခါမှာကိုပြန်ချစ်ပေးလိုက်တယ်အဲ့ဒီအခါမှာလည်းပဲကိုကပြန်ချစ်ကိုကပိုလဲချစ်လာရောသူကကိုမချစ်တော့ပြန်ဘူးဆိုတာမျိုးကြုံရတတ်တယ်အဲ့လိုမျိုးဆိုဘယ်လိုနေမလဲကိုချစ်တယ်သူကမချစ်ဘူးဘယ်လိုခံစားမလဲတအားခံစားနေမှာလားတအားခံစားနေတော့ကိုပဲဒုက္ခရောက်တာပဲရှိတာပေါ့သူကကိုမချစ်ဘူးဆိုရင်လူစိတ်ဆိုတာအဲ့လိုအများအားပြောင်းလဲသွားနေတာသူမချစ်ဘူးဆိုတာသူမချစ်နိုင်တော့လို့မချစ်တာလေလူဆိုတာစိတ်ကုန်တတ်တယ်စိတ်ကုန်ကိုတခုခုစိတ်ကုန်သွားလို့နေမှာပေါ့ဒါမှမဟုတ်ရင်ကိုယ့်တက်ကိုပြီးစိတ်ဝင်စားစရာတခုခုပေါ်လာလို့နေမှာပေါ့အဲ့ခါမျိုးမှာကိုကသူ့ကိုအပြစ်တွေတင်မလားကိုကသူ့ကိုအလုပ်တွေဟောတာပေါ့စိတ်ဆင်းရဲအောင်လေသူ့ကိုသွားလုပ်မလားနဘူးနစားတွေလုပ်မလားစဉ်းစားကြည့်အဲ့နဘူးနစားတွေသွားလုပ်တယ်စိတ်ဆင်းရဲအောင်လေသွားလုပ်တယ်ကြီးကြောင်တွေသွားကြတယ်ဆိုရင်ပိုဆိုးသွားလိုက်ပြီပိုဝေးသွားမှာအဲ့တော့နေနေတော့အတူနေတဲ့ကာလလေးမှာပြောအောင်နေပါကိုချစ်တယ်လို့သူမချစ်တော့ဘူးဆိုရင်မခံစားနဲ့သူမချစ်တော့ဘူးဆိုလို့ရှင်ဒါပြန်ပြုပြင်လို့မရကိုလည်းကိုသိတယ်လေသူများကိုချစ်မယ်လူတွေချစ်ကြမယ်တချို့လူတွေချစ်ကြမယ်ပေါ့ဒါပေမဲ့ကိုလူတိုင်းကိုပြန်ချစ်လို့မရဘူးဆိုတော့ကိုလည်းသိတယ်အဲ့တော့သူ့ဘက်ကနေကိုချစ်လို့မရတော့လို့မချစ်တော့တာဆိုလို့ရှိရင်မခံစားနဲ့တော့လှုပ်ပေးလိုက်သွားပါစေသူသွားချင်တယ်လို့သွားပါစေအဲ့တော့ကိုယ်ချစ်တဲ့သူဆိုတာပေါ်လာအောင်မှာအဲ့တော့ဒီတယောက်မှဒီတယောက်ပဲဆိုတဲ့ပုံစံမျိုးနဲ့နေမယ်ဆိုရင်တော့ခံစားပြီးတော့ကိုယ်တိုင်နဲ့ကိုယ်ကံပဲကိုယ်ခံစားခြင်းလို့အဲ့ဒီစိတ်ဓာတ်မွေးထားတာဘယ်သူမှလည်းမတနာဘူးဘယ်သူမှလည်းရင်ဖွင့်မနေနဲ့တော့မတနာဘူးဘုန်းကြီးကိုရင်လာဖွင့်တယ်မတနာဘူးဘုန်းကြီးပြောသလိုနေမယ်ဆိုလို့ရှိရင်တော့ငါပေးတဲ့အချမ်းမှားသွားလို့ပဲဆိုပြီးတနာရင်တနာအောင်ပဲအဲ့တော့ဘုန်းကြီးတတတစ်လျှောက်ကတော့ကိုချစ်လို့ပြန်မချစ်ဘူးဆိုတဲ့သူမျိုးပြောရရင်တော့ဘုန်းကြီးကတော့အဲ့လိုမျိုးတွေအဖြစ်မခံခဲ့တဲ့အတွက်ကြောင့်မကြုံဘူးတကယ်လို့စိတ်တက်ကလည်းပဲတတာပြင်မဲ့လို့စိတ်တက်ကတော့ထားတာကကိုချစ်တယ်နဲ့ပြန်မချစ်ဘူးပေါ့နော်ကိုပြုံးပြလို့ပြန်ပြုံးမပြဘူးဆိုရင်တော့ဘယ်တော့မှပြုံးမပြတော့ကိုချစ်တယ်နဲ့သူမချစ်ဘူးဆိုပို့ဆိုးသွားမှာပေါ့ဒါအဲ့ပုံစံမျိုးနဲ့နေရတယ်ဒီတော့မှလူတွေကပြန်တန်ဖိုးထားတာကိုကသိပြီးတော့သူမျက်နှာပြောင်းသွားလဲဘာဖြစ်လို့လဲလိုက်ပြီးလို့မေးမယ်သူကိုမချစ်တော့ရင်လည်းဘာဖြစ်လို့လဲဘာဖြစ်လို့မချစ်တော့တာလဲလိုက်မေးအဲ့တော့မှရောင်တက်တာအဲ့တော့မှပို့ဆိုးတာမလုံးနဲ့လွတ်ထားလိုက်တဲ့တတိကိုရအောင်လာမွေးမဟုတ်ရင်ကိုယ့်ဘာသာကိုခံစားတယောက်တည်းကခံစားပြီးတော့ထပ်ပေါက်မရှိဘူးဘယ်သူမှလည်းရင်ဖွင့်မနေနဲ့ဟိုဘက်ကလူကပြန်လဲချစ်လာမှလည်းမဟုတ်ဘူးအဲ့ပုံစံမျိုးကိုနားလဲထားလူတယောက်ကစိတ်ကုန်သွားပြီဆိုလို့ရှိရင်ပြန်လှည့်လာဖို့ခဲရင်းနဲ့လှည့်လာရင်လည်းငကိုလုံးမဖြစ်တော့အဲ့ဒါကိုသဘောပေါက်ထားစိတ်ချမ်းသာခြင်းရတော့အစကတည်းကသိပြီးအလွန်ကျွံနေလိုက်ပြီးမချစ်နဲ့လို့ပြောချင်ပါတယ်အဲ့တော့ကိုချစ်လို့သူမချစ်တိုင်းလည်းစိတ်မစင်ရနဲ့ကိုချစ်လို့သူမချစ်ကိုလည်းမချစ်နဲ့တော့အဲ့လိုဒါဒီနည်းကလွယ်လို့တခြားနည်းမရှိဘူးကိုချစ်လို့သူမချစ်ရင်ကိုချစ်ရတဲ့သူမချစ်လို့ဆိုတော့ဟဲ့ပြန်ချစ်ပါပြောလို့မှရတဲ့ကိစ္စမှမဟုတ်တာပြန်လဲစဉ်းစားကြည့်ကြအောင်လက်တွေ့ကြပြန်စဉ်းစားကြည့်သူမချစ်တော့ဘူးဆိုမချစ်တော့ဘူးကိုလည်းဒီတိုင်းပဲချစ်လို့မရတော့ရင်မချစ်တော့ဘူးပဲလေဒါဆိုတော့ကိုချစ်လို့သူမချစ်ရင်ဝမ်းမနေနဲ့ဆက်ပြီးတော့ပြောစရာအနေထားကိုပြောင်းကိုပြောစေမဲ့လူနဲ့သာရှာပြီးတော့ပေါင်းပြီးတော့ရအောင်ရှာခြင်းနဲ့ရှာ
မရှာချင်တဲ့အေးနေတော့အဲ့နီးနဲ့နေပါလို့ဘုန်းကြီးပြောချင်တယ်အေးချင်သလားအေးချင်တယ်ဆိုအဲ့နေတာနေမအေးချင်လို့ပူချင်တယ်ကိုထိုင်တယ်ကိုကံပဲလို့ပြောချင်တယ်ဘုန်းကြီးအဲ့တော့ကိုချစ်လို့သူမချစ်ရင်ဥပိ္ပခာပြုပြီးတော့နေလိုက်ပါလှုပ်ပေးလိုက်ပါလို့ပြောချင်တယ်အားလုံးအေးချမ်းပါစေ